မင်္ဂလာပါဇော်နေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုထဲမှာတော့ကိုဆွဲထားတဲ့ social media design ကိုပေါ့နော်ဒီလိုမျိုး motion graphic video တစ်ပုတ်ဖြစ်အောင်ဘယ်လိုမျိုးလုပ်မလဲဆိုတာကိုကျွန်တော်လုပ်ပြပေးသွားမှာဖြစ်ပါတယ် Okay မင်္ဂလာပါဇော်နေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်လုပ်ပြပေးသွားမယ် motion graphic ကကျွန်တော် social media design ဆွဲပြမယ်ဆိုတဲ့ဒီနံပါတ်6 video ရှိတယ်ပေါ့နော်အဲ့ video မှာကျွန်တော်ဆွဲပြထားတဲ့ design ကို motion ကျွန်တော်ပြန်လုပ်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် motion လုပ်မယ်ဆိုရင်ဒီနေရာမှာကျွန်တော်လိုချင်တဲ့ပုံစံအကျဉ်းလေးကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်ပြောပြမယ်ပေါ့နော်ပထမဆုံးကျွန်တော်လိုချင်တဲ့ပုံစံလေးကဘယ်လိုမျိုးလိုချင်လဲဆိုရင်ဒီဝါကုပြင်လေးပေါ့နော်ဒီဟာလေးကိုသူကအောက်ကနေအပေါ်တက်လာတဲ့ပုံစံလေးမျိုးလေးလိုချင်တယ်ပြီးရင်ဒီလက်ဖက်ရည်နဲ့ဒီအကြကွေးပေါ့နော်အကြကွေးနဲ့လက်ဖက်ရည်ပေါ့နော်ဒီကောင်လေးကိုသေးရနေကြီးလာတာပုံမယ်ပြီးရင်ဒီညားလေးတွေထိုးမယ်ပေါ့နော်ပြီးရင်ဒီစာလေးတွေဒီလိုမျိုးလေးတွေဝင်လာမယ်ပြီးရင်ဒီစာလေးတွေဝင်မယ်ပေါ့နော်ပြီးရင်ဒီမြမရိုးရဒီအထာပုံစံလေးနဲ့ပေါက်သွားပြီးကြေးရွာဒလေးပုံစံမျိုးဖြစ်သွားငှက်ကလေးတွေပြန်နေတဲ့ဟာတွေအဲ့ဒါလေးတွေဝင်လာမယ်ပေါ့နော်ပြီးရင်ဒီဗီဒီယိုတွေမှာဆိုရင်အဲ့လို noise ပါတဲ့ပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုပုံစံလေးတွေကျွန်တော်လုပ်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ motion လုပ်တော့မယ်ဆိုရင် Adobe After Effects software ကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ software ထဲမှာဒီ file မားတာမျိုးတွေမဖြစ်အောင်ကျွန်တော် Photoshop မှာ group တွေဖွဲ့တာမျိုးတွေလုပ်မယ်ပေါ့နော်ဒါကတော့ကျွန်တော် table လို့တော့နာမည်ပေးပြီးသားကျွန်တော် background ကိုတော့ group တစ်ခုဖွဲ့လိုက်မယ်ဒါတွေက background တွေပေါ့နော်ဒါလေးတွေက background ပါ background ပါမယ် table ပါမယ်ဒီဟာလေးကကျွန်တော်ဟိုဟာဘေးနာ effect လေးနဲ့ကွန်ထားတယ်ပေါ့နော်ဒါတော့ဒီတိုင်းပဲထားလိုက်မယ်နာမည်တော့ပေးထားလိုက်မယ်ဘာဖြစ်လို့နာမည်တွေပေးနေရလဲဆိုတော့ Adobe After Effects ထဲမှာဆိုရင်ကျွန်တော်တို့ file လေးတွေများတဲ့အချိန်ကျရင်ဘယ်ဟာမှမသိဘူးလို့ပြန်ရှာရတာမျိုးရှိရပေါ့နော်အဲ့ချိန်ကျအချိန်အရင်ကုန်တယ်ပေါ့နော်အဲ့တော့ဒီလိုနာမည်ပေးလိုက်ရင်တော့အချိန်ကုန်တက်တာမျိုးရှိတယ်ပေါ့နော်အားကြောင့်မလို့ပါအဲ့တော့ဒီနေရာမှာစပွဲခုံကိုဖယ်ကြည့်လိုက်ရင်ဒီအောက်ဘက်မှာပကံလေယာအဲ့လိုဖြစ်နေရပါတော့ခဏနေကြကျွန်တော်အဲ့ဒီပြန်ပြင်ပါမယ်အဲ့တော့အခုဒါကျွန်တော်လုံးမှာတော့သူတို့ရဲ့ share row ကမကွဲဘူးဖြစ်နေအဲ့တော့ကျွန်တော် share row ကိုခွဲလိုက်မယ်ပေါ့နော်ဒီနားမှာ brush လေးကိုခေါ်ပြီးတော့မှသူတို့ share row ပြန်ခွဲမယ်ဒီဟာကို delete လုပ်ပြီးတော့မှ share row အသစ်ပြန်ဆွဲရရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အသစ်မဆွဲတော့ဘဲနဲ့ကျွန်တော်ခွဲလိုက်တာပါဒါဆိုရင်ဒီဖက်ပဲရှိသွားပြီဒီဖက်လေးပဲပေါ်ရတယ်ပေါ့နော်ဒီဟာကိုလည်းတစ်ဖက်အောက်ဘက်မှာပဲပေါ်အောင်လို့ဒီဖက်ကိုကျွန်တော်ဖယ်ထုတ်လိုက်မယ်ဒါဆိုရင်ဒီမှာဆိုလက်ဖက်ရည်မှာပဲပေါ်ရတယ်ပေါ့နော်ဒီအရိပ်ကလက်ဖက်ရည်အရိပ် okay ဒီဟာနဲ့ဒီလက်ဖက်ရည်နဲ့ control G ဒီနောက်ကဟာကဟုတ်ပြီဒါကလက်ဖက်ရည်ပေါ့နော်ဒါအီဂျာကွေးအီဂျာကွေးကိုကျွန်တော်ဖုလို့ပဲနာမည်ရေးလိုက်တော့မယ်ကျွန်တော်အီဂျာကွေးလို့မရေးတတ်တော့လို့ဒါတော့ကျွန်တော်ဒီလက်ဖက်ရည်အငွေ့ထွက်နေတဲ့ပုံစံလေးပါသူဘေးလေးတွေကိုလည်းကျွန်တော်ဖြောက်လိုက်မယ်ပေါ့နော်အောက်ဘက်ကအရိပ်ကဘဲနေလာတယ်ဒီကနေလာဆိုရင်ဒီကောင်ကိုဖြတ်လိုက်တော့ဒါဆိုရင်အီဂျာကွေးဒါလက်ဖက်ရည်ဒီလက်ဖက်ရည်ရဲ့ဘေးကိုလည်းကျွန်တော်ဖယ်လိုက်မယ်ပေါ့နော်မဟုတ်ရင်လက်ဖက်ရည်ရဲ့ share ကဒီအရာကွေးကိုလာဖုံးနေလို့ပေါ့အဲ့တော့လက်ဖက်ရည်ရပြီလက်ဖက်ရည်အငွေ့ဒါလက်ဖက်ရည်ထွက်နေတဲ့မီးခိုးလေးပေါ့နော်လက်ဖက်ရည်ထွက်နေတဲ့မီးခိုးလေးဒါလေးက logo logo တော့ကျွန်တော်အပေါ်ဆုံးကိုကျွန်တော်ရွှေ့လိုက်မယ်ပြီးတော့လက်ဖက်ရည်နဲ့အီဂျာကွေးပေါ့နော်ဒီစာနှစ်ခုဒါလေးကဒါလေးက headline ကိုအပေါ်ထားလိုက်မယ်ဒီစာပါမယ်ဒီစာပါမယ်ဒါ arrow ကိုကျွန်တော်အောက်ချမယ်ပေါ့နော်ဒါပါမယ်ဒီခုလုံးမယ် logo okay ဒါဆိုရင်ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရပြီဒီမှာလက်ဖက်ရည်နဲ့အီဂျာကွေးကိုဖယ်မယ်
ပြီးရင်ဒီဇပွဲခုံဖဲချင် background မှာဒီအောက်ဘက်မှာတုံးတီဖြစ်နေပေါ့နော်အဲ့လိုမျိုးတုံးတီမဖြစ်အောင်လို့ကျွန်တော်နည်းနည်းပါးပါပြင်လိုက်မယ်ပေါ့နော်brush ကိုကျွန်တော်တို့ဒီ source ဟာကိုယူမယ်ယူပြီးဆိုရင်တော့ဒီဘေးနားဟာလေးလောက်ပြီးသွားရင်တော့ဒီလိုမျိုးပါလိုက်ပြန်ပုတ်လိုက်အောင်ဒီလိုဆိုရင်ရပြီအဲ့ဒါ control s ကိုနှိပ်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ဇပွဲကိုပြန်ခေါ်ပြမယ်ပေါ့နော်ဇပွဲကိုခေါ်မယ်ဇပွဲဝင်လာတဲ့အချိန်ကျရင် background တုံးတီဖြစ်မနေအောင်လို့ပါဒီမှာ eja ကိုဖဲရေးဒီမှာဝါဇပွဲလေးပေါ့နော် control s ဒါဆိုရင်ကျွန်တော်တို့ motion စလုပ်မယ်ပေါ့နော်ဒီ file ကိုကျွန်တော်တို့စေထားတယ်ကျွန်တော် motion graphic လုပ်တဲ့အချိန်ကျရင် file တွေအကုန်လုံးတနေရာထဲမှာပဲထားပါတော့ဒီမှာတော့ငှက်ကလေးပြန်နေဟာဒီမှာတော့ဒီ shake video ပုံစံအဟောင်းလိုပုံစံလိုမျိုးလေးပေါ့နော်အဲ့ဒါလေးရှိတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့အခု Adobe After Effects software ကိုကျွန်တော်တို့ဖွင့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ Adobe After Effects software ကိုဖွင့်ပြီးပြီဆိုရင်စောစောကဒီကျွန်တော်တို့ဆွဲထားတဲ့ဒီ PSD file ရှိတယ်အဲ့ဒီ PSD file လေးကို Adobe After Effects တွေကိုထည့်လိုက်ပါထည့်ပြီးသားရင်ဒီနေရာမှာ composition နဲ့ editable layer style ထားရမယ်ပေါ့နော်အဲ့လိုမျိုးမှကျွန်တော်တို့စောစော group ဖွဲ့ထားတဲ့အတိုင်းပဲကျွန်တော်တို့လုပ်အောင်မှာဖြစ်ပါတယ်အဲ့လိုမျိုးမှမဟုတ်ဆိုရင် file တွေ error တက်နေရမျိုးရှိတယ်ပေါ့နော်အဲ့ချိန်ကျရင် layer တစ်ခုချင်းစီကစားလို့မရဘူးပေါ့နော်ပြီးရင်ဒီလိုမျိုးပေါ်လာတဲ့အချိန်ကျဒီ sequence ကိုဒါ click နှစ်ချက်နှိပ်လိုက်ပေါ့နော်အဲ့ဒါ click နှစ်ချက်နှိပ်လိုက်ဒီလိုပေါ်လိုက်မယ်ဒီမှာ ruler မြင်းလေးတွေပေါ်လာစားကျွန်တော်တို့ Photoshop ထဲမှာခေါ်ထားလို့ပေါ့နော်အဲ့တော့ Photoshop ထဲအတိုင်း control နဲ့ semicolon နဲ့လိုက်သူပျောက်သွားတယ်မယ် control နဲ့ semicolon ပြန်ခေါ်ရင်သူပြန်ပေါ်လာမယ်ပေါ့နော်အဲ့တော့ control semicolon နှိပ်ပြီးကျွန်တော်တို့ပြန်ဖြောက်လိုက်ပါမယ်အဲ့တော့ဒီမှာ T design ဆိုပြီးတော့ကျွန်တော်တို့ PSD file နာမည်ပေးထားရင်သူထပ်လာပြီပထမအဆုံးအနေနဲ့နောက်ဆုံး background ကျွန်တော်တို့ lock ခတ်မယ်ဒါ background ပေါ့နော်ကျွန်တော်တို့ဒီ background ကိုလည်း lock ခတ်မယ်table ပေါ့နော်ဇပွဲလေးမယ်အဲ့တော့ကျွန်တော်တို့ motion သွားချင်တဲ့ပုံစံကိုအကျန်းအရင်စီမယ်ပေါ့နော်တကယ်လို့ဆိုရင်မစီရဲရတယ်ကိုတောက်လျှောက်လုတ်သွားလို့လည်းရတယ်ပေါ့နော်ဒီမှာဇပွဲပါမယ်ပြီးရင်လက်ဖက်ရည်နဲ့ဟိုကနေပေါ်မယ်ပေါ့နော်ဒီလိုမျိုးအကြွေးပေါ်မယ်ပြီးရင်လက်ဖက်ရည်ပေါ်မယ်ပြီးရင်ဒါလေးကပါလဲဒါအငွေလေးပေါ့နော်အဲ့တော့လက်ဖက်ရည်ပေါ်တဲ့အတိုင်းပဲသူ့လိုက်ထားလိုက်မယ်ဒါလေးကများလေးတွေဆိုတော့ဒါအကြွေးများဒါလက်ဖက်ရည်များပေါ့နော်ကျွန်တော် arrow တော့နာမည်ပေးဖို့တော့မေ့ပါတယ်အဲ့တော့ဒီဟာလေးကအကြကွေးဒီစာတွေအကုန်လုံးကိုကျွန်တော် animation လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံး select လုပ်ပြီးရင် right click ကိုနှိပ် mouse ကိုနှိပ်ပေါ့နော်ပြီးရင်ဒီမှာ create ဆိုတဲ့ဟာလေးပေါ်လာလိမ့်မယ်အဲ့တော့ convert to editable text ဆိုတဲ့ဟာကိုနှိပ်လိုက်ရင်ဒီစာတွေကတစ်လုံးချင်းစီပြန်ရိုက်လို့ရပြီပေါ့နော်တချို့ layer ဖြစ်နေတဲ့စာတွေဆိုတော့မရဘူးပေါ့နော်အဲ့တော့ဒါဟာလေးကအကြကွေးတယ်ဒါအကြကွေးလက်ဖက်ရည်ကဒီမှာရှိတာပေါ့နော်ဒါလက်ဖက်ရည်ရှိဟာဒါအကြကွေးရှိဟာပေါ့နော်အဲ့တော့ကျွန်တော်အကျန်းရင်ကြည့်မယ်စပွဲပေါ်မယ်အကြကွေးပေါ်မယ်လက်ဖက်ရည်ပေါ်မယ်ပြီးရင်နောက်ဆုံးကျရင်ဒီစာပေါ်မယ်ပေါ့နော်အဲ့လိုပုံစံလေးပေါ့နော်ဒါကျွန်တော်အကျန်းထိန်ကြည့်တာပါခေဒါလေးနောက်ရွှေ့လိုက်မယ်အဲ့တော့ကျွန်တော်အခုလောလောဆယ်စပွဲပေါ်မယ်စပွဲကိုကျွန်တော်စောစောကပြောထားတဲ့အအောက်ကနေအပေါ်လာတဲ့ပုံစံလေးမျိုးလေးကျွန်တော်လုပ်မယ်ပေါ့နော်ဒီမှာဆိုရင်ဒီ anchor point ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီအလယ်မှာရှိတဲ့ဒီစုံမက်ကိုကျွန်တော်တို့ shift လေးဖြည့်ပြီးတော့မှဒီအောက်ဖက်စပွဲပေါ်တင်လိုက်မယ်ပေါ့နော်ပြီးရင် v ကိုပြန်ခေါ်ဒီဟာလေးပေါ့နော်အားလေးခေါ်ပြီးပြီဆိုရင်ဒီဟာလေးကို select လုပ်တာဒီ table လေးကို select လုပ်ပြီးရင်အဲ့ဒါလေးကိုမောက်လေးတစ်ချက်ဖိပြီးတော့မှ shift လေးနဲ့မောက်လေးနဲ့ shift လေးနဲ့ဖိပြီးတော့မှဒီကောင်လေးကိုရွှေ့မယ်ပေါ့နော်ဟိုအောက်ဖက်ကိုကျွန်တော်တို့ရွှေ့လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့အခုဒါအောက်ကနေပေါ်တက်လာတဲ့ပုံစံလေးမျိုးလောက်ပဲ transform တဲ့ကိုသွားဒါ position ကို summon လုပ်လိုက်မယ်ပြီးတော့ကျွန်တော် second one နဲ့ကျွန်တော်လုပ်နေကြတဲ့အတိုင်းပဲ second one လုပ်မယ်ပေါ့နော်အဲ့ဒါလေးကိုအပေါ်တင်မယ်သူ့ရဲ့သတ်မှတ်ထားတဲ့ဘေးပေါင်တွင်ပဲလုပ်မယ်ဒီဘေးပေါင်လေးတွေပေါ့နော်သူစောစောကပုံဘေးပေါင်လေးရှိတယ်အဲ့တော့ဒီမှာ play ကြည့်မယ်ဒါအောက်ကနေသူအပေါ်တက်လာတယ်တက်လာပြီဆိုရင်ဒီလက်ဖက်ရည်နဲ့အီတာကွေးကိုကျွန်တော်သေးရနေကြီးရလုပ်မယ်ဆိုလို့ပြောထားတယ်ပေါ့နော်အဲ့တော့အီတာကွေးကိုသေးရနေကြီးရလုပ်ဖို့အတွက်သူ anchor point ကိုပြန်သွားသူရဲ့ဒီ anchor point အလယ်ဆုံးမှတ်ကိုဒီစပွဲရဲ့ဒီစပွဲပေါ်မှာပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှထားမယ်ပေါ့နော်အဲ့တော့ view သွားပြီးရင်ဒီထက်ကိုသွားပြီး transform ထဲကိုနှိပ်ပြီးရင် scale ပေါ့နော် scale ကို3ညထားလိုက်မယ်ဒီမှာ sum စသူ့ရဲ့အစပေါ့နော် sum စပြီးရင် second word ကျွန်တော်ပြောထားတဲ့အတိုင်းပဲအနေ100သွားလိုက်မယ်ဒါဆိုရင်အမှသူ100နေကြီးရအောင်ပေါ်သွားပြီပေါ့နော်ပြီးပြီဆိုတော့ ਨੇ ဒါလက်ဖက်ရည်ခွက်ကိုလည်း100နေကြီးရပေါ်အောင်လုပ်မယ်အဲ့တော့
လက်ဖက်ရည်ခွက်ကိုလည်း scale ကို3ညလောက်ဒီမှာ scale ကိုစမှတ်စ second web ကိုသွားကျွန်တော်တို့100ထည့်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်ကြည့်လိုက်စပွဲဝင်လာမယ်လက်ဖက်ရည်နဲ့ကြာကွေးပေါ်မယ်ပေါ့နော်ဒီမှာလက်ဖက်ရည်ကိုကျွန်တော်တို့ anchor point ကိုကျွန်တော်ဒီမှာထားရဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီကနေပေါ်လာတယ်တွေ့လားအဲ့အကြောင်းမလို့ကျွန်တော်တို့ anchor point ကိုကျွန်တော်တို့ဒီနောက်ကိုရွှေ့ရတာပေါ့နော်အဲ့တော့ anchor point ကိုကျွန်တော်တို့ animate လုပ်ပြီးသားနေရာကိုကျွန်တော်တို့ပြန်ရွှေ့မှဆိုဘယ်လိုနေမလဲကျွန်တော်ရွှေ့ကြည့်လိုက်ပြီပေါ့နော်ဒီမှာ anchor point အတိုင်းပြန်ပေါ်သွားပြီပေါ့နော်ဒီကြာကွေးနဲ့လက်ဖက်ရည်သူပေါ်လာတယ်ပေါ့နော်ဒီနှစ်ခုပြီးပြီဆိုရင်တော့များတစ်ခုချင်းစီထိုးတာလောက်ရပေါ့နော်သူ့ရဲ့များလေးတွေကဒီဟာလေးတွေပါဒါဒီဖက်များလေးဟောဖေးကျွန်တော်ဒီများလေးနှစ်ခုစုံသွားအောင်လို့ပါအဲကြောင့်မလို့လေအောင်ရွှေ့လိုက်တာဒါဆိုရင်ဒီနှစ်ခုပေါ့နော်ဒီမှာဒီနှစ်ခုဒါဒီနှစ်ခုဖြစ်သွားပြီဒါအီဂျာကွေးနဲ့အီဂျာကွေးဖြစ်သွားပြီအဲ့တော့ဒီလိုလုပ်မယ်ဒီနှစ်ခုဝင်ပြီဆိုရင်ဒီမှာအီဂျာကွေးဒီမှာလက်ဖက်ရည်ပေါ့နော်အဲ့တော့များလေးအရင်ပေါ်မယ်ပေါ်ပြီးဆိုမှစာ animate လုပ်တာတွေလုပ်မယ်ပေါ့နော်ဒီနှစ်ခုနောက်နဲ့ရွှေ့လိုက်မယ်စာနောက်နဲ့တိုးမယ်ဒီစာအဝင်ထွက်ကိုကျွန်တော်ဒီမှာ animation composer ပေါ့နော်Mr. Hawk ပါဒါ YouTube ကနေကြည့်ပြီးတော့မှ set ထဲကို install လုပ်လို့ရတယ်ပေါ့နော်အဲ့ထဲကိုမှကျွန်တော်တို့ဒီမှာ text layer ထဲကိုသွားပြီးတော့မှစမ်းကြည့်မယ်ပေါ့နော်လောလောဆယ်ကဒီမှာ transition text layer ဆိုတဲ့ဟာကိုပဲကျွန်တော်သုံးလိုက်တော့မယ်ထုံးစံတိုင်းသုံးနေကြ animation ကိုပဲကျွန်တော်သုံးမယ်ပေါ့နော်ဒီမှာဆိုရင်ဒီသူတို့က tagline ပေါ့နော်ဒုတိယဦးစားပေးစာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်သုံးလိုက်မယ် in နိုင်လိုက်မယ်ပေါ့နော်အဲ့ဆိုဒီလိုပေါ်လာလိုက်မယ်ဒီမှာဆိုကျွန်တော် project ကိုမစေ့ရသေးဘူးပေါ့နော် project ကိုစေ့ပါ control s ကိုနှိပ်ပြီးပြီဆိုရင်control s ကိုနှိပ်ပြီးရင်ကိုစေ့ချင်တဲ့ folder စီကိုသွားပြီးတော့စေ့ပေါ့နော်ဒီမှာဆိုရင် control s ကိုနှိပ်ပြီးရင်စောစောက okay နေရာကိုနှိပ်လိုက်တော့ကျွန်တော် enter ခေါက်လိုက်လို့မြန်သွားတာပါဆိုရင်ဒီမှာဒီလိုပေါ်မယ်ဒီလိုပေါ်မယ်အီဂျာကွေးလက်ဖက်ရည်သူကမြားလေးပေါ်ပြီးခါမှစပေါ်တာမြားလေးကြာလာတယ်ပြီးအီဂျာကွေးပြီးမြားပေါ်တယ်ပြီးလက်ဖက်ရည်ပေါ့အဲ့လိုပုံစံလေးပေါ်တယ်ပေါ့နော်ဆိုရင်အဲ့ဒါလေးပြီးသွားပြီဆိုရင်ကျွန်တော်ပြည့်စုံတဲ့ပေါင်းစပ်မှုဆိုတဲ့စာလေးကိုကျွန်တော် animation ရိုက်မယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီဟာလေးသုံးမယ်ပေါ့နော်အဲ့တော့ in ကိုနှိပ်လိုက်မယ်sorry လေယာမရွှေ့ logo သွားရွှေ့မိဒီနေရာထားလိုက်မယ်ပေါ့နော်ဒီမှာဒီလိုလေးဒီနေရာမှာ design ထဲမှာဆိုရင်ကျွန်တော်တို့ဒီမီးခိုးလေးပေါ့နော်မီးခိုးလားအငွေ့ထွက်နေတဲ့ပုံစံအဲ့လက်ဖက်ရည်အငွေ့ထွက်တဲ့ပုံစံ animation ဖြစ်မနေဘူးเนาะအဲ့တော့ကျွန်တော်တို့အဲ့ဒါကို overlay ပဲဖြစ် green screen ပဲဖြစ်အဲ့လိုမျိုးအငွေ့ထွက်နေတဲ့ file လေးရှိတယ်ပေါ့เนาะအဲ့ဒါလေးထည့်လိုက်ရပါပြီအဲ့ဒီ file ကိုလည်းကျွန်တော်ထုတ်ထားပေးမယ်ပေါ့เนาะဒီမှာ green screen 3ခုရဲ့ overlay တစ်ခုရဲ့ကျွန်တော်ထည့်ထားပေးမယ်အဲ့တော့အငွေ့တွေကိုကျွန်တော်တို့အဲ့လို animate လုပ်ပြီးသားပုံစံလေးမျိုးဖြစ်နေရပါတော့တဘာဝဆန်ဆန်လေးဖြစ်သွားအောင်ဒါ noise ဒါလေးကညက်ကလေးထည့်တယ်ဟာဒါလေးကမိကိုထည့်ရအဲ့တော့ဒီ smoke လေးပေါ့နော်ဒီ smoke လေးကိုကျွန်တော်ဒါလက်ဖက်ရည်အပေါ်မှာလောက်လိုက်မယ်လက်ဖက်ရည်အငွေ့ထွက်နေတဲ့ပုံစံလိုမျိုးလေးပေါ့နော်အဲ့တော့ဒီ green screen ကိုဘယ်လိုဖြောင်းမလဲဆိုရင်ဒီ FNM preset ဆိုတာရှိတယ်ပေါ့နော်FNM preset ထဲမှာ KEYLI ဒီ keylight 1.2 ဆိုတဲ့ဟာရှိတယ်အဲ့ဒါလေးကို mouse လေးနဲ့ဖိပြီးတော့မှစောစောကဒီ high ကိုဆွဲထည့်လိုက်ဒီ green screen ထဲပေါ့နော်အဲ့ဒီနေရာမှာဒီ screen color ဆိုတဲ့ဟာရှိတယ်ဒီဟာလေးကိုယူပြီးရင်ဒီနေရာမှာ click တစ်ချက်နဲ့လိုက်အဲ့ဆိုရင်ရရပေါ့နော်ဒီမှာဆိုရင်စောစောကအငွေ့ထွက်နေတဲ့အပုံဒီဖြစ်တယ်ဆိုရင်အခု
ဒါလုံးဝအငွေ့ထွက်နေတဲ့အတိုင်းဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီ file လေးကလက်ဖက်ရည်နဲ့ direct ပေါ်နေရမယ်လက်ဖက်ရည်ခွက်ပေါ်ပြီဆိုတော့ ਨੇ သူပေါ်မယ်အဲ့လိုပုံစံလေးပေါ့တော့ playback လုပ်ပြီးတော့ render ခောက်ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်အလုံးဝသဘောအတိုင်းဒါငွေထွက်နေတဲ့ပုံစံမျိုးလေးဖြစ်သွားပြီပေါ့နော်ဒီမှာအငွေ့ကြိုထွက်နေတာမျိုးဖြစ်နေတယ်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့ဒါ opacity လေးကစားမယ်ပေါ့နော် transform ထဲကိုသွား opacity ကိုလုံးဝ3ညအထိကျွန်တော်တို့လုပ်လိုက်မယ်ဒီမှာ submit လုပ်ပြီးရင်နည်းနည်းလေးပေါ့နော်လက်ဖက်ရည်ခွက်ပေါ်ပြီးဆိုတာနဲ့သူ့ကို100ထားမယ်ဒီမှာဆိုရင်သူဖြည်းဖြည်းချင်းလိုက်ပေါ်သွားအဲ့လိုဖြည်းဖြည်းချင်းလိုက်ပေါ်သွားတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်ပြောထားနိုင်မယ်စဝဲပေါ်လာမယ်ပြီးရင်ကြကွေးလက်ဖက်ရည်များထိုးမယ်ပြီးရင်သူ့စာရေးပေါ်လာမယ်ပြီးရင်ပြည့်စုံတဲ့ပေါင်းစပ်မှုဆိုပြီးတော့မှစာလေးတွေပေါ်လာမယ်နော်ကျွန်တော် play ကြည့်အောင်ဒီအကြကွေးလက်ဖက်ရည်ရဲ့စာနည်းနည်းနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနှစ်ခုကိုကျွန်တော် sheet နည်းနည်းတိုးလိုက်မယ် okay အဲ့ဆိုကျွန်တော်ပြန် play ကြည့်အောင်ကျွန်တော်ဒီအစိမ်းပြအောင်ဆောင်းပါဒီပြီးပြီဆိုကျွန်တော်အစနဲ့ပြန် play ကြည့်မှာနော်ဒါလေးပြီးပြီဆိုရင်ဒီအပေါ်မှာငှက်ကလေးပြန်နေတဲ့ဟာထည့်ပြီပေါ့နော် project တွေကိုပြန်သွားကျွန်တော်ယူထားတဲ့ဒီငှက်ပြန်လေးရှိတယ်အဲ့ဒါအပေါ်ဆုံးမှာပဲကျွန်တော်ထားလိုက်မယ်ပေါ့နော်ဒီအပေါ်ဆုံးမှာအဲ့ဒါကို key light ပေါ့နော်ဒီ FNM preset ထဲမှာ key light ကိုကျွန်တော်တို့နှိပ်ထည့်လိုက်ဒီ key light ကိုအဲ့ဒီ key light ကို mouse လေးနဲ့ဖိပြီးတော့မှဒီပေါ်ဆွဲတင်ပြီးဒီဟာလေးနဲ့ဒီလိုလုပ်လိုက်ငှက်ကလေးဒီမှာရွှေ့လိုက်မယ်ပေါ့နော်ခင်ငှက်လေးရဲ့ဘယ်လိုလာမလဲတစ်ချက်ကြည့်အောင်ကျွန်တော် render check ခောက်ကြည့်လိုက်မယ်ငှက်က eja way ပေါ်သွားပြန်နေရပေါ့နော်အဲ့ဒါခဏလေးပါငှက်ကအပေါ်ကနေအောက်ကိုဝင်လာတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ငှက်ကိုဒီမှာထားလိုက်မယ်ပြီးရင်နည်းနည်းကြီးလိုက်မယ်ပေါ့နော် scale လုပ်ပြီးတော့ချဲ့လိုက်မယ်အဲ့တော့ငှက်ကသူဘယ်လိုပြန်မလဲဆိုရင်သူအဲ့ဒီ down နေဒီလိုဝင်လာတယ်ပြီးရင်သူ effect ကိုသူပြန်သွားတယ်ဟိုဘက်ကိုသူထွက်တယ်ပေါ့နော်အဲ့လိုပုံစံလေးဖြစ်သွားတယ်အဲ့ဒါဆိုတစ်ချက်ကြည့်အောင်okay ဒါကျွန်တော်တို့ဒါ sun render ချနေပေါ့နော်အဲ့တစ်ချက်ကြည့်ပဲဒီမှာငှက်ကလေးပြန်သွားမယ် eja ကွေဒါလက်ဖက်ရည်ပြီးပြည့်စုံတဲ့ပေါင်းစပ်မှုပေါ့နော်အဲ့တော့ငှက်ကိုကျွန်တော်ပဲပြန်ကျင်လဲဆိုရင်ဒီ product photo တွေထွက်ပြီးတဲ့အချိန်မှာငှက်ကလေးကိုစပြန်ကျင်နေဖြစ်တဲ့အတွက်ကြောင့်မို့ဒါ3စက္ကန့်ခွဲမှာကျွန်တော်စထားလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော် space bar လုပ်ပြီးတော့ render ကျွန်တော်ပြန်ချကြည့်မယ်ပေါ့နော် okay တစ်ချက်ကြည့်အောင်ပေါ်လာပြီဒီလိုပုံစံလေးပေါ့နော်ပြီးရင်နောက်ဆုံးတစ်ခုကတော့ကျွန်တော်ဒါနည်းနည်း noise ပုံစံလေးထည့်မယ်ပေါ့နော် project ထဲကိုသွားပြီးတော့မှဒီဟာလေးရှိတယ်ဒါလေးကိုဆွဲထည့်လိုက်မယ်ဒီအပေါ်ဆွဲထည့်လိုက်မယ်အခုမိုးနည်းနည်းရွာနေတဲ့အတွက်ကြောင့်မလို့ဒါ noise လေးတွေပါနေတာပါအဲ့တော့ဒီမှာဒါလေးကိုဒီအောက်စလေးမောက်လေးနဲ့တစ်ချက်ဖိပြီးတော့မှဒီလိုမျိုးဆွဲလိုက်ပေါ့အောက်ဆွဲချလိုက်ဒါဆိုရင်ဒီလိုအကျယ်ကြီးရလာမယ်ဒီလိုဖြစ်နေတဲ့ဟာကျတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုရင် transform ထဲကိုသွားtransform ထဲမှာtransform ထဲမဟုတ်ဘူးပေါ့နော်ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်ဒီဟာကဒီမှုထဲကိုသွားပေါ့နော်ဒီမှုထဲမှာကျွန်တော်တို့ screen ဆိုတာရှိတယ်ဒီ screen လေးကိုနှိပ်လိုက်ပြီဆိုရင်သူအမဲလေးတွေပျောက်ပြီးစွမ်းအဖြူလေးတွေပဲကျန်တယ်ဒါဆိုရင်ဒီမှာရွဖြစ်နေတဲ့ဒါ noise လို့ video ပုံစံမျိုးလေးရသွားပြီပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ playback ပြန်လုပ်ကြည့်အောင်အဲ့ဆိုရင်ကျွန်တော်တို့ video ကြည့်မယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့အခု video ကိုကျွန်တော် playback ပြန်လုပ်ကြည့်အောင်ပေါ့နော်အကြကွေလက်ဖက်ရည်ပြင်ငက်ကလေးပြန်နေတဲ့ပုံစံဒါဆိုရင်ကျွန်တော်တို့ရယူဒါဆိုရင်ကျွန်တော်တို့ထည့်ချင်တဲ့တီးလုံးလေးကျွန်တော်တို့ထည့်မယ်အခုကျွန်တော်တို့ထည့်မဲ့ audio ကဒီ audio လေးပေါ့နော်အဲ့တော့ audio ကိုလည်းကျွန်တော်ဆွဲထည့်လိုက်မယ်အဲ့တော့ audio ကိုကျွန်တော်ဆွဲထည့်ပြီးသွားပြီဆိုရင် audio file ကိုကျွန်တော်နောက်ဆုံးမှကျွန်တော်ထည့်လိုက်မယ်ပေါ့နော်အဲ့တော့ audio ကိုကျွန်တော်တို့ကြည့်ကြည့်မယ် audio မှာဆိုရင်သူ့ရဲ့ wave form ထိကျွန်တော်ကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့ wave form နဲ့ quality ပြောင်းကျွန်တော်ဒါလေးကို mouse လေးနဲ့ဖိပြီးတော့မှအရှိဘက်ကိုကျွန်တော်ရွှေ့လိုက်မယ်ပေါ့နော်အဲ့ဆိုကျွန်တော်ပြန်ပြီးတော့ play ကြည့်ကြည့်အောင်
ကျွန်တော်တို့ဒီ ija ကွေးနဲ့လက်ဖက်ရည်ပေါ်လာတဲ့ပုံစံနည်းနည်းနေနေလို့ကျွန်တော်ဒါထပ်မြန်လိုက်မယ်နော်ဘယ်လိုမျိုးဆိုရင်ဒီ food ထဲကိုဝင်ကျွန်တော်တို့လောက်ခဲ့တဲ့ transform ထဲကိုပြန်သွားပြီးရင်သူ့ရဲ့ဟာကိုကျွန်တော်တို့ keyframe ကိုအရှိလေးနည်းနည်းတိုးလိုက်မယ်ပေါ့နော်လက်ဖက်ရည်ထဲကိုလည်းအဲ့လိုမျိုးဝင်မယ်ရှိနေနည်းနည်းတိုးမယ်ပေါ့နော်ဒါဆိုရပြီကျွန်တော်တို့ပြန် play ကြည့်မယ်ပြီးတော့ဒီနှစ်ခုလုံးကိုဆက်လက်လုပ်ပြီးတော့မှဒါ keyframe assistant ထဲကိုဒါ easy ကျွန်တော်လောက်လိုက်မယ်ပေါ့နော်play ကြည့်မယ်ဒီနေရာမှာဆိုရင်ဒါ sound design လုပ်တဲ့အနေနဲ့ပေါ့နော်ဒီငှက်ကလေးဝင်လာတဲ့အချိန်ကျရင်အဲ့လိုငှက် order လေးတွေကျွန်တော်တို့ထည့်လို့ရတယ်ပြီးရင်ဒီနောက်ခံ background အဲ့လိုတဘာဝအသံလေးတွေထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီ motion ထဲမှာတော့ကျွန်တော် video ကိုအဲ့လိုအသံကိုအမြန် download ဆွဲပြီးတော့ကျွန်တော်ထည့်ပြပေးလိုက်တာပေါ့နော်ဒါပုံမှန်အတိုင်းပဲပေါ့နော်sound design တော်တော်များကိန်းနေတယ်ဆိုရင်တော့သူရဲ့အနောက်ဘက်မှာအဲ့လိုသူနဲ့လိုက်ဖက်တဲ့ဒီလေတိတ်နေတဲ့အသံလေးတွေငှက်အသံလေးတွေထည့်တယ်ဆိုတော့ပို့ပြီးတော့မှအဆင်ပြေရပေါ့နော်တီးလုံးရတယ်မြန်မာ culture နဲ့နည်းနည်း close ဖြစ်တဲ့ Asian တီးလုံးတွေထည့်မယ်ဆိုတော့ပို့ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်အဲ့တော့ကျွန်တော် motion ကိုတော့ဒီလောက်နဲ့ပဲကျွန်တော်လုပ်ပြလိုက်မယ်ပေါ့နော်အဲ့တော့ဒီ motion တစ်ခုကိုကျွန်တော်တို့လုပ်ပြီးသွားပြီစိတ်တိုင်းကျွန်တော်တို့ဒီ motion တစ်ခုကိုလုပ်ပြီးသွားပြီကျွန်တော်တို့စိတ်တိုင်းကြပြီဆိုအခု video ထုတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ design ကို select လုပ်ပြီးတော့ file ထဲကိုသွား export Adobe Media Encoder နဲ့ထုတ်လို့ရတယ်ကျွန်တော်တော့ဒီ render နဲ့ပဲကျွန်တော်ထုတ်ပြမယ်အဲ့တော့ဒီထဲကိုတစ်ချက်နှိပ်ပြီးဆိုရင်ကျွန်တော် okay ပေါ့နော်အဲ့နှိပ်လိုက်မယ်ပြီးရင်ဒီထဲကကျွန်တော်တို့ file စိတ်ထားတဲ့ location တွေပေါ့နော်အဲ့ဒီမှာဆိုရင်ဒီ design ကျွန်တော်တို့ဖိုတာအတိုင်းပဲဒါ video ပေါ့နော်ကျွန်တော်တို့အဆင်ပြေသလို finding ပေးလို့ရပါတယ်ပြီးရင် save လုပ်မယ်ပြီးရင်ဒီဟာလေးကို select လုပ်ထားပြီးတော့မှrunner ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ motion ကတူတဲ့အတွက်ကြောင့်မို့ဒါမြန်ပါတယ်တခါလေကျ effect တွေအရင်များရင်တော့နေတယ်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့ set performance ပေါ်တဲ့မူတည်သေးတယ်ပေါ့နော်ကိုယ် set ကောင်းရင်ကောင်းတယ်လို့မျိုးပေါ့ကျွန်တော်တို့ video ရပြီဆိုရင်ကျွန်တော် video လေးတစ်ချက်ကြည့်အောင်โอเคဒါဆိုရင်တော့ရပြီပေါ့နော်ဒီနေ့ကျွန်တော်လုပ်ပြပေးသွားတဲ့ motion video ကတော့ဒီလောက်ပါပဲသိချင်တာလေးတွေရှိတယ်ဆိုရင်တော့ကျွန်တော် comment မှာမေးလို့ရတယ်ကျွန်တော်ရဲ့ Telegram group ထဲမှာဒီ file တွေကိုကျွန်တော်ထည့်ထားပေးမယ်ပေါ့နော်design file ကိုကျွန်တော်ထည့်ထားပေးမယ်အဲ့ဒါကိုကြည့်ပြီးတော့မှကျွန်တော်လိုက်ပြီးတော့မှလုပ်ကြည့်လို့ရတယ် Adobe After Effects software ကိုတော့ set ထဲမှာသွင်းပြီးတော့မှဒီ motion graphic ကိုတော့လိုက်လုပ်ရမယ်ပေါ့နော်အဲ့ဒီခုတော့ရှိပါမယ်သိချင်တာလေးရှိနေလာမေးလို့ရပါတယ် thank you ပါ bye bye နောက် video မှာထပ်တွေ့ပါမယ်